တကယ်လို့ဒါကိုအဖေနဲ့ကိုအမေကကိုအရွယ်ရောက်ပြီးမှသားသမီးထက်ယူမယ်ဆိုတော့ရည်ရွယ်ချက်ရှိရဆိုအခုတည်းကတွတ်တလိုက်ပါတကယ်တွတ်တလိုက်မမွေးစေနဲ့နော်မယူစေနဲ့နော်တွတ်တလိုက်ဘာဖြစ်လို့လဲဆိုတော့အခုကောက်မောင်အငယ်ဆုံးနဲ့ကောက်နေဆိုလို့ရှိရင်အသက်ကဘယ်လောက်กว่า73နှစ်လောက်กว่าမယ်ကွာကောက်အသက်73နှစ်ကျမှ तू ကမွေးတာကောက်8တန်းနှစ်လောက်တော့ तू မွေးတာပေါ့ကွာကောက်အသက်73နှစ်လောက်မှာ तू မွေးတာဆိုတော့ तू နဲ့ကောက်နေအသက်73နှစ်กว่าတယ်အဲ့กว่าတာပြဿနာမဟုတ်ပြဿနာဘာလဲ तू ကြောင်းတက်တဲ့အချိန်မှာစပြီးပြဿနာတက်တာနော် तू ကြောင်းတက်တော့အိမ်ကအဖေရောအမေရောမအားတော့ကြောင်းလိုက်အဲ့တော့လဲကိုပဲနော်ကြောင်းကနေပြီးတော့တခုခုအစည်းအဝေးခေါ်လဲကိုပဲကျောင်းကိုအမြဲတမ်းအဖြစ်မနေလိုက်ပို့ပြီးတွားကြိုပြီးလောက်ရလဲကိုပဲကျူရှင်လဲကိုပဲလိုက်ပို့နောက်ဆုံးဂျေချိုးမိုးချိုးပြီးတန်ခါလိမ့်ပြီးရလဲကိုပဲနောက်ပိုင်းဘလို့ရွာဖြစ်လာလဲဆိုတော့ကျောင်းဆရာမတွေကကို့သူ့အမေလို့ထင်လာအဲ့ဟိုနဲ့ဆရာမနဲ့တမီးရတဲ့သူ့ဟိုလာပုံးပြည့်လျံရဲ့အမလားဟုတ်ကဲ့အမအော်တဲ့ထင်တော့ထင်တယ်တဲ့အမေတော့မဖြစ်နိုင်ဘူးပေါ့နော်အသက်ကအရန်မကွာဘူးထင်နေပြီလေထင်တော့ထင်တယ်ဆိုထင်နေပြီသူတို့ထင်နေပြီသူတို့ထင်တာဘယ်လိုထင်လဲဆိုဟဲလာပုံးပြည့်လျံအမေကအသက်ငယ်ငယ်လေးတော့ဆိုပြီးထင်နေပြီကိုကပြောလိုက်လို့အမလို့ပြောလိုက်လို့ဒါနော်အဲ့ဒါတကယ်တောင်းဝင်ကြီးပါတယ်နော်ဟိုကိုကငယ်ငယ်ရွယ်နဲ့ကလေးတယောက်ရတာသူတို့ပဲတကယ်မလွယ်ဘူးညာကြီးမင်းထမင်းစားခြင်းနဲ့ဆိုလဲခူးကျွေးရသေးတယ်ကိုတော်မှပြင်းလို့ထမစားတဲ့အချိန်မှာသူ့ကိုခူးကျွေးရသေးတယ်သဘောပေါက်လားနော်အဲ့တော့အခုအချိန်မှာကိုအဖေနဲ့အမေကကိုအသက်ကြီးနေအချိန်ကျမှနောက်ကလေးထက်ယူမဲ့အစီအစဉ်တွေဆွဲနေဆိုလို့ရှိရင်ရက်တန်းကရအောင်ကိုကသွားပြီးတော့ကြိုးပမ်းပါနော်နောက်မို့ဆိုကောက်လိုမျိုးဖြစ်လိမ့်မယ်နော်အဲ့လားပြောပြ